မင်္ဂလာပါရှင်မျိုးစုံများရှိအိမ်ချမ်းမြေများတွင်ရင်းနှီးမြှုပ်နှံနေသောအချက်၅ချက်ကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်နံပါတ်၁ချက်ဈေးနှုန်းတက်တာပြီးရင်းနှီးမြှုပ်နှံရန်လားကောင်းခြင်းပဲဖြစ်ပါတယ်မြို့တွင်းထဲဈေးနှုန်းများကြီးတက်တာတော့ကြောင့်အနာဂတ်တွင်မြို့ပြတိုးချဲ့မှုနဲ့အတူတန်ဖိုးတက်လာနိုင်တဲ့အခွင့်အလမ်းများရှိပါတယ်မြို့တွင်းမြေဈေးနှုန်းများမြင့်တက်လာမှုနဲ့အတူလူဦးရေတိုးပွားလာမှုတို့ကြောင့်မျိုးစုံရှိအိမ်ချမ်းမြေဈေးကွက်များသည်ရခင်ထက်စာလင်အယောင်းဝယ်ပို့သွားလာနိုင်ပါတယ်ဒါပြင်ငလင်းကြောင်တစ်ထက်အိမ်နဲ့ရှန်ကျယ်များကိုစိတ်ဝင်စားမှုများလာပြီးတော့စင်ချေပုံးဒေတာများတွင်မြေရောင်းဝယ်များလည်းပုံမှုတွင်ကျလာနိုင်ပါတယ်။နံပါတ်2ချက်ရင်းနှီးမြှုပ်နှံမှုများအတွက်ရေရှည်အကျိုးကျေးဇူးများရရှိနိုင်ခြင်းမြို့ပြင်ဘက်ရှိမြေကွက်များသည်ရေရှည်တွင်မြို့ပြဖွံ့ဖြိုးမှုကြောင့်တန်ဖိုးတက်လာနိုင်ပါတယ်။ဒါကြောင့်ရင်းနှီးမြှုပ်နှံသူများအတွက်ပုံမကောင်းမွန်သောအခွင့်အလမ်းများဖြစ်စေနိုင်ပါတယ်။နံပါတ်3ချက်တဘာဝပတ်ဝန်းကျင်တန်ရှင်းခြင်းဖြစ်ပါတယ်။မြို့ပြင်ကြီးမြေကွက်များသည်စူညံတန်တွေကဆိန်းလန်းသောပတ်ဝန်းကျင်ကြောင့်ကျန်းမာရေးနှင့်ညီညွတ်ပြီးနေထိုင်ရန်မြို့ရင်းနှင့်စာလင်အလွန်တင်တော်ပါတယ်။နံပါတ်4ချက်မြေကကျယ်ဝန်းခြင်းစိုက်ပျိုးရေးဝင်းမြူရေးဒါမှမဟုတ်အပန်းဖြေစခန်းများအတွက်မြို့ရင်းတွင်မရနိုင်သောနေရာကျယ်ဝန်းမှုကိုမြို့သူများရှိနေရာမြို့တွင်ရရှိသနိုင်ပါတယ်။နံပါတ်5ချက်ဗဏ္ဍာရေးလုံခြုံမှုနှင့်နေထိုင်မှုရည်တွေမြင့်မားခြင်းအိမ်ချမ်းမြေသည်တည်ငြိမ်သောရင်းနှီးမြှုပ်နှံမှုဖြစ်ကမိသားစုဘဝရေရှည်အောင်ရေးအတွက်ရင်းနှီးမြှုပ်နှံတင်ပါတယ်။ဤချက်များကြောင့်မျိုးစုံရှိအိမ်နှင့်ရှံများသည်ဈေးကွက်တွင်အလွန်တင့်တော်သောရင်းနှီးမြှုပ်နှံမှုတစ်ခုပင်ဖြစ်ပါတယ်ရှင်။